Hello အားလုံးပဲမင်္ဂလာပါကဲဒါကတော့အခုလက်ရှိစစ်ပွဲထဲမှာကြာဆုံးနေတဲ့အမေရိကန်နိုင်ငံစစ်တီတော်သူရဲ့ရုပ်အလောင်းကိုတကြိုမဲ့အစီအစဉ်ပဲဖြစ်ပါတယ်အခုမြင်နေတဲ့ဟာကကြံခဲ့တဲ့မိသားစုအမျိုးသမီးနဲ့သမီးလေးအနာသားလေးမိသားစု3ယောက်ကြံခဲ့တာဖြစ်ပါတယ်ကဲသူတို့ဒီရုပ်အလောင်းပေါ်မှာဖုံးထားတဲ့နိုင်ငံအလံကိုလေသူတို့အသေးချာလေးခောက်နေတာပဲဖြစ်ပါတယ်ဒီအလံကိုအသေးချာလေးခောက်ပြီးတော့သူတို့ကကြံခဲ့တဲ့မိသားစုအမျိုးသမီးနဲ့သားလေးရဲ့သမီးလေးရဲ့သူတို့3ယောက်ကိုတယောက်တစ်ခုစီသူတို့ကပေးအပ်ထားမှာဖြစ်ပါတယ်အခုခဏနေကြရင်မြင်တွေ့ရမှာဖြစ်ပါတယ်နော်ကဲမိသားစုဝင်တွေနဲ့အတူထပ်တူကြေကွေးရပါတယ်ကဘာကြီးမှာစစ်တွေကမရက်ဘူးဆိုရင်ကျမတို့ကြုံတွေ့ရအောင်မှာပါပေါ့နော်တကယ်စိတ်မကောင်းဘူးစစ်ဆိုရင်စစ်ပွဲဆိုတာဘာမှမကောင်းဘူးဘာစစ်ပွဲမှမကောင်းပါဘူးရှင်ကဲအခုမြင်နေတာကတော့အဝေးကနေလုံခြုံရေးတွေဖြစ်တယ်ကဲဒါလုံခြုံရေးရဲ့အသေးချာလေးလုပ်ပေးထားတယ်နော်သူတို့ကနိုင်ငံတော်ရဲ့ဒီဘယ်လိုပြောမလဲနိုင်ငံဝန်ထမ်းထဲမှာမှဒီအစိုးရဝန်ထမ်းထဲမှာမှဒီလိုမျိုးစစ်တီတော်တွေဆုံးတယ်ဆိုလို့ရှိရင်သူတို့တကယ်ကိုအသေးအချာလေးဂုဏ်ပြုပြီးတော့မှတကြိုတာပေါ့နော်တကယ်ကိုမှစိတ်မကောင်းပါဘူးစစ်ပွဲဆိုတာဘယ်စစ်ပွဲမှမကောင်းပါဘူးရှင်အကုန်လုံးဘယ်နိုင်ငံမဆိုနော်ဘယ်လူမျိုးမဆိုကြဆုံးတဲ့စစ်တီတော်အတွက်နော်စိတ်မကောင်းဖြစ်ရပါတယ်ကဘာကြီးကအေးချမ်းမှာပဲနော်ပြည်သူလူထုတွေလည်းအေးချမ်းမှာဖြစ်တယ်ကဘာကြီးမအေးချမ်းတဲ့၍ကျမတို့မအေးချမ်းနိုင်ပါဘူးရှင်ဒါတော့အလေးပြူတာဖြစ်တယ်ဂုံပြူတာဖြစ်ပါတယ်ဒါအဝေးမှာရက်နေတဲ့ဒီအဆောင်တွေပေါ့နော် security တွေဖြစ်တယ်ထပ်တူကြေကွေးရပါကြောင်းနော်အားလုံးကိုပြချင်လို့ဒီဗီဒီယိုလေးကိုကျွန်မအသေးချလေးရိုက်ပေးဖြစ်တယ်ခုနကခောက်ထားတဲ့ဒီနိုင်ငံအလံကိုအခုဆိုရင်ကြံခဲ့တဲ့မိသားစုသားသမီးနဲ့အမျိုးသမီးသားနဲ့သမီးရဲ့ပြီးရင်သူ့အမျိုးသမီးရဲ့သူတို့ကိုပေးအပ်သွားမှာဖြစ်တဲ့အစီအစဉ်ဖြစ်တယ်တကယ်ကိုမှစိတ်မကောင်းဖြစ်ရပါတယ်ရှင်ကလေးတွေကငေသေးတယ်ဆိုတော့လေတကယ်ကိုမှကိုချင်းစားတယ်ကလေးတွေကိုအရန်ပြီးတော့မှတနာတယ်ပေါ့နော်သူ့အမျိုးသမီးကတော့လေတကယ်ကိုကြေကွေးရှာမှာပဲကဲအားလုံးကိုဘိုင်နော်